ဗီဒီယိုရိုက်နေရတော့ပေါ်နေလို့သူပေါ်အောင်လာတော့မှသူ့ကိုလောက်ခိုင်းကျွန်တော်အလဲထဲပါလဲထဲဝင်ကြားလားလို့ပြီးတော့လောက်နေမတကယ်ဆိုလည်းဘယ်ပါဒီမှာရော